brother ဂေးလား straight လား ဒီလည်းမဟုတ် straight ပါ brother ကိုသူများတွေရောဂေးလို့ထင်မလား straight လို့ထင်မလား straight ပါ straight လို့ပဲထင်ပါဗောနော်ဒီပုံစံဘယ်လိုကဂေးလို့ထင်မှာဟုတ်တယ်မလားဒီပုံနဲ့ brother ကိုဂေးလို့ထင်လား straight လို့ထင်လား ခေးလို့ထင် ဘာဖြစ်လို့အဲ့လိုထင်တာလဲ နည်းနည်းထူးဆန်းနေလို့ပုံစံပြောင်းနေမိန်းကလေးပုံစံပေါက်နေလို့ okay ပါ brother ကိုဘာသာကိုဘယ်လိုထင်လဲ ယောက်ျားလေး brother ဟိုသူများတွေရောဂေးလို့ထင်မလား straight လို့ထင်မလား straight လို့ပဲထင်ပါ ဒီကောင်လေးကဂေးလို့ထင်လား straight လို့ထင်လား ဂိမ်းလို့ထင် brother ကိုဘာသာကိုဂေးလို့ထင်လား straight လို့ထင်လား straight လို့ထင် straight လို့ထင်တယ်ဘာဖြစ်လို့ straight လို့ထင်တာလဲ ကိုဂေးစိတ်လုံးဝမရှိ ရှိလို့သူများတွေက brother ကိုမြင်ရောဂေးလို့ထင်မလား straight လို့ထင်မလား အဲ့ဒါတော့ကျွန်တော်လည်းသိကြမယ်ကျွန်တော်ကတော့ straight လို့ပဲ ဒီကောင်လေးကိုဂေးလို့ထင်လား straight လို့ထင်လား ဂေးလို့ထင် ဘာဖြစ်လို့ဂေးလို့ထင်တာလဲ စပင်တားနည်းနည်းရှိတယ်ပြီးတော့လည်းပုံစံနည်းနည်းနွဲကျင်တဲ့ပုံစံ ဆွဲလို့တယ်ကိုကိုဂေးစိတ်လုံးဝမရှိ အဲ့လို brother ရောဂေးလား straight လား straight straight ဒေတာလို့လားဘာလို့ကိုမသာ straight လို့ထင်တာလဲ မဂေးဘူး မင်းဘူးဗောဒါသူ့ကိုဂေးလို့ထင်လား straight လို့ထင်လား ဒီ ဘာလို့ဂေးလို့ထင်တာလဲ ပုံစံကြည့်ရတူတူ နည်းနည်းတွေ့တယ် brother ရောဂေးလား straight လား straight ဂေးလို့ထင်လား straight လို့ထင်လား ဂေးလို့ထင်တယ် ဘာလို့ဂေးလို့ထင်တာလဲ သူပုံစံနွယ်တီးနွယ်နော် ဟုတ်လား brother ရော straight လားဂေးလား straight straight ဒေတာလို့လား လို့အလဲလောက်နည်းနည်းဟိုဘက်လည်းရောက်ရတယ်ဒီထက် ဟိုဘက်လည်းအဲ့ဒါတိတ်မ straight ဘူးဗောလားနည်းနည်းဂေးနေတာဗောနော်